အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ဝက်နံရိုးချက်စားပြမှာဖြစ်ပါတယ်အစီအစဉ်ပြန်လေးပေါ့နော်ကဲအရင်ဆုံးကျွန်တော်တို့ချစ်တွန်ဖြူနဲ့ငရောက်ကောင်းကိုကျွန်တော်တို့အရင်လုံးထောင်းလိုက်မှာဖြစ်ပါတယ်ခင်ဗျာဒီတိုင်းထောင်းပေါ့နော်ကဲဒီလောက်ဆိုရပါတော့ပြီးရင်ကျွန်တော်တို့လှီးထားတဲ့ချစ်တွန်ဒီကိုကျွန်တော်တို့ထည့်ပါမယ်ဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့နွေးမှောက်နဲ့ငယ်ထည့်ပါမယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဟင်းချက်မှောက်ပေါ့နော်တောင်းစွန်းထည့်ပါဖြစ်ပါတယ်ခင်ဗျာပြီးရင်စားထည့်မယ်အချိုမှောက်ထဲပါမယ်ခင်ဗျာပြီးရင်အရသာမှောက်အနေငယ်ထဲပါမယ်ခင်ဗျာပြီးရင်ကျွန်တော်တို့ငပိနေငယ်ထဲပါမယ်ဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ပြန်ထောင်းပါနော်တဲ့ဒီလောက်ဆိုရင်တော့ကျွန်တော်ရရပါတော့ကျွန်တော်အများကြီးဟိုမထောင်းပါနော်အနှစ်မများရအောင်ပါနော်ကျွန်တော်တို့စီတက်မှာဖြစ်ပါတယ်စီထဲပါမယ်ခင်ဗျာစီဆူလိုက်เนาะကျွန်တော်ခုနထောင်းထားတဲ့ဟာကိုကျွန်တော်တို့အရင်စီတက်လိုက်ပါမယ်နော်ကဲဒီတိုင်းစီတက်လို့ပြီးရင်တော့အနက်မွေးအထိပေါ့နော်ကျွန်တော်တို့လှော်လိုက်မှာဖြစ်ပါတယ်ခင်ဗျာကဲဒီမျိုးအနက်မွေးလာရင်တော့ကျွန်တော်တို့ဝက်နံရိုးထည့်ပါမယ်ဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့တမသွားအောင်ကျွန်တော်တို့ထပ်လှော်လိုက်ဖြစ်ပါတယ်ခင်ဗျာကဲဒီလောက်လှော်ပြီးတော့ကျွန်တော်တို့အဖောက်ခဏလောက်ပိတ်လိုက်ပြီပေါ့နော်စီပြန်တဲ့ထိပေါ့နော်စီပြန်လားမပြန်လားဆိုတော့ကျွန်တော်တို့အဖောင်းထပ်ခွေးလိုက်ပေါ့နော်ကဲဒီလောက်ဆိုတော့စီပြန်လာပြီပေါ့နော်စီပြန်လာပြီဆိုတော့ကျွန်တော်တို့ရေအနေငယ်ထည့်လိုက်မှာဖြစ်ပါတယ်ခင်ဗျာကဲရေအများကြီးထည့်ရှာမလို့เนาะဝက်နံရိုးအချက်ရလွယ်တယ်ပေါ့နော်ကျွန်တော်ရေဒီလောက်ဆိုရရပေါ့နော်ဒါဆိုရင်ကျွန်တော်ခဏလောက်တမတော့အောင်ပြန်ပြီးတော့မှွေလိုက်ပေါ့နော်ပြီးရင်ကျွန်တော်တို့အဖုံးပြန်ပိတ်လိုက်ဖြစ်ပါတယ်ခင်ဗျကဲဒါဆိုကျွန်တော်အဖုံးတက်ခွေရင်တော့စီပြန်လာပေါ့နော်ချက်ပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့မဆလာထည့်လိုက်ဖြစ်ပါတယ်ကျွန်တော်မဆလာနဲ့စွန်းတောင်းတော့ပေါ့နော်တကယ်နန်းပင်စီနန်းပင်ထည့်လို့ရပါပေါ့နော်ရှမ်းနန်းကပေါ့နော်ကဲဒါဆိုရင်တော့ကျွန်တော်ကတော့ဝက်နံရိုးစီပြန်လေးပေါ့နော်ဒီလောက်ဆိုကျွန်တော်တို့မီးပိတ်လို့ရပါပြီခင်ဗျာအနက်ရမ်းမှွေးတယ်ပေါ့နော်ကဲဒါဆိုရင်တော့စားလို့ရမ်းကောင်းတဲ့ဝက်နံရိုးစီပြန်လေးရပါပြီခင်ဗျာလောက်စားကြည့်ပေါ့နော်တကယ်ကျွန်တော်ဗီဒီယိုချိုက်တော့ like share လောက်တော့ပေးဦးမေးပါနဲ့နော်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ